ရှို့ထားလိုက်တာမကြီးစီရဲ့စောင်းတီးတတ်တာနှွေးကိုဘာလို့မပြောရလဲ ရှို့ထားရမဟုတ်ပါဘူးမနေရဲ့အเจ้าမတိုက်ဆိုင်လို့မပြောပြတာပါ မကြီးစီကစောင်းကိုပဲရွယ်တဲ့ကတီးတတ်တာလဲ မကြီးစီရှစ်နှစ်သမီးလောက်ရွယ်တွေကအဘတင်ထားပြီအကျွမ်းတော့မဟုတ်ပါ နှွေးနားထောင်ကြီးသလောက်တော့မကြီးစီရဲ့လက်တံမညံ့ဘူးနော်အတော်ပဲနှွေးရဲ့ဟိုတယ်ညစာစားပွဲတွေမှာမကြီးစီရဲ့စောင်းတံကိုထည့်ရမယ်ဖြော်ပြပေးရမယ်နော် ဟိုလေမကြီးစီသဘောရဆိုလို့ရှိရင်တော့ဟိုအဲ့လိုပွဲတွေမှာတီးရမှာမကြီးစီရှက်တယ်ဘာလို့လဲဆိုတော့မကြီးစီကဝါသနာရပဲတီးဖြစ်တာဆိုလေ อ๋อဘာမှမစိုးရိမ်ပါနဲ့မကြီးစီရဲ့ဖြော်ပြပွဲဆိုလို့မကြီးစီတယောက်ထဲတယ်မဟုတ်ဘူးတခြားလူတွေလည်းပါမှာမကြီးစီကအဲ့ခံပွဲမှာစောင်းလေးတီးပြီးတော့ဖြော်ပြရုံပဲအဲ့ဒီတော့မကြီးစီကိုထိုက်တန်တဲ့နုပညာကြီးကိုညွှန်ရစီစဉ်ပေးမှာပါနော် ဖြစ်ပါမလားမနွေရဲ့ အဆင်ပြေမှာပါမကြီးစီရဲ့နောက်မှာလေးတရာလုံးရှိတယ်နော် ကျေးဇူးပဲနော်မနွေ မဲလုံးရဟမ်ငါတို့တနေ့တနေ့ဒီအရေးတွေပဲဝယ်တောက်ပြီးတော့မဝနိုင်ဘူးဘာကြောင့် ငါကြားဘူးတာတော့ရှိရဲ့ကွာအရာအားလုံးဟာတဲ့တက်မှတ်မှုတဏှာကြောင့်ဖြစ်ရတာမင်းကလေးချောချောလတ်လလေးမမြင်ချင်ဘူးလား ငင်းနေတာပေါ့ကွာမင်းရတယ် အေးအဲ့မြင်နေဆိုတဲ့စိတ်ဖြစ်ပေါ်လာတဲ့ကမင်းကတဏှာကြောင့်ဖြစ်တာ မင်းကလည်းနေုံနဲ့တော့တဏမဖြစ်နိုင်ပါဘူးကွာ ဖြစ်တယ်ငါပါဇက်ကပြောလိုက်တာနဲ့မင်းရင်ထဲမှာမင်းစိတ်ထဲမှာမြင်တဲ့စိတ်ဖြစ်သွားတာအဲ့ဒါတဏှာပဲဟုတ်ရော့ဒီထရီလေးကိုမွေးကြည့်စမ်းဘယ်လိုနေလဲ မွေးချိုင်းလား အေးထရီရဲ့အနံ့ကိုမွေးတယ်လို့မင်းအရသာခံနေရတဏှာကြောင့်ဖြစ်တာအဲ့ထရီကိုမင်းတောက်ကြည့်လိုက်စမ်းဘယ်လိုနေလဲ ဥယျာဉ်လေးဆိုတော့ချိုမြနေ အဲ့ထရီကိုတောက်လိုက်ပြီးဥယျာဉ်လေးချိုမြနေတာပဲဆိုအရသာကိုမင်းစိတ်ထဲကစွဲလန်းနေတယ်ကမင်းကတဏှာအမတန်ကြီးလွန်အားကြီးလို့အရန်တောက်ချင်တယ်ဆိုတဲ့စိတ်တွေဖြစ်ပေါ်လာပြီးတောက်မဝဖြစ်နေတာတဏှာကြီးလို့သိလားဟမ် ဟိုအဲ့ဒါဆိုရင်ဒီထိုင်းအိုဖင်းကြီးကမင်းအသားအရွယ်လူပဲမဲတူးချိတ်နေတာဟောတဏပဲလား တဏှာမဲကြီးပေါ့ကွာ အဲ့ဒါလူချင်းလား ဟာဟဲ့ဘာမှမဆိုင်ဘူးမင်းကတဏှာဖြစ်တာငါတဏှာမဖြစ်ဘူးသိလားဟမ်လာပါပြီတဏှာတက အဲ့ဒါကိလေသာ ရောနေတာ ကြော်တယ်ဟိုအချင်းနေဘလို့လဲဟိုမင်းရခမကြီးကြောက်မင်းကိုဘာပြောလိုက်ဟိုမကြီးစီကိုတွေ့ပြီလား မတွေးခဲ့ပါဘူးကွာအဖွားကြီးကလည်းသူ့ကိုလာမမေးနဲ့တဲ့အဲ့မှာလည်းအစာပြောင်းနေတယ်ဒီကြားရဲကွာဟိုမိုးဝါဆိုတဲ့တယောက်ကငါ့ကိုပါနှိပ်ကွက်လိုက်ပြီတဲ့ မင်းလည်းဝေကျွေးတော်တော်ကြီးတာပဲကွာဟိုဖအေးကတစ်မျိုးမယားကတစ်မျိုးဟိုငါကြားဘူးတာတော့လေသားမနိုင်မယားမနိုင်ပဲကြားဘူးတယ်မင်းကလေးကြမှာဖအေးမနိုင်မယားမနိုင်နဲ့ ဟာဒီလိုလုပ်ပါလားမကျေးစီပြောင်းနေတဲ့အကြောင်းကိုငါတို့သတင်းစာထဲထည့်ကြော်ညာမကောင်းဘူးလား ဟာအဲ့လိုလှုပ်လိုက်လို့ငါ့ဖေတိသွားရင်ပြဿနာတက်ကုန်မှာပေါ့ကွာမင်းကလေ အနည်းဆုံးတော့မင်းကလူသိရှင်ညာဖြစ်သွားတာပေါ့ပြီးတော့မကျေးစီကိုလည်းရှာလို့ပိုးလွယ်သွားတာပေါ့ ဟာမင်းနဲ့ကွာ ဟိုမကြီးစီဒီလောက်ငြိမ်နေပုံထောက်ရင်ဟိုဝေပါတဲ့ငနေရများဟိုပျော်သလောက်တော်ကောက်သွားပြီထင်တယ် ဟေ့အောင်မင်းမစက်ကိုပိတ်ထားတော့မင်းကောင်းပဲနော်ကွဲချင်းလေပြော ဟိုတကယ်ချင်းကလည်းငါစတာပါကွာမင်းက မင်းသမစားမင်းစိတ်လေးပါနေလျှော့ပါ ဟာတွေ့မဲ့တွေ့တော့လေလူစုံတက်စုံ၃ယောက်စလုံးပါလားကွပက်ကြီးရေငါတို့တော့ဒီနေ့ဥဆိုပြီးထင်တယ်ကွ သိမှန်တာပေါ့ဗတ်တက်ရငါတို့တိထားရမြအကြောင်းတွေကိုဒီကောင်တွေကိုပြောပြလိုက်ကောင်းဝင်တယ် ဟဲ့မင်းတို့တည်ထားတဲ့အကြောင်းဆိုတာဗါလေငါတို့စုံစမ်းခန်းတဲ့အကြောင်းလားဟဲ့ပြောမှဖြစ်ရင်မြန်ပြောကွာဒီမှာငါကလမ်းစာပြောက်နေတာကွာ ငါတို့ပြောမဲ့အကြောင်းကနည်းနည်းကြီးတော့တဝိုင်းနဲ့မရဘူးတဝိုင်းမှရ မှန်တယ်မှန်တယ် ဟိုမင်းတို့ပြောတဲ့အကြောင်းတာ
ငါတို့အတွက်အမှန်ဆိုရင်တဝါမဟုတ်မင်းတို့အိမ်မှာပါဆက်ထုတ်ပြီလေ ကြိုက်တယ်ငါတို့ပြောပြီးတော့မှမင်းတို့မတိုက်ဘူးဆိုရင်မင်းတို့ညောင်ချက်ရွာတိလိုက်ပြီငါတို့ကြိုက်ရှာမှာနော်ရ ဟေ့ပြောမှလားပြောစမ်းပါငါမိန်းမမကြီးစီအတွက်ဆိုရင်လေငါမှရှိသမျှတွေအကုန်ရင်းပြလိုက်မယ်ကွာပြော ကြိုက်တယ် ကိုချစ်ပေတော့ကိုကြုံမေးစရာရှိရဲ့တော့ မင်းလီ ဟိုမကြီးစီနဲ့ကြော်ထင်းနဲ့ကဘာဖြစ်လို့ကွဲသွားလဲ ဘာဖြစ်လို့ကိုရမှာတော့မိမရဲ့ကျော်ပြည့်လိုက်ပြီးတော့မကြီးစီတို့လင်မယားကိုလိုက်နှောက်ဆက်နေတာလေအဲ့တော့သူသားနဲ့မကြီးစီနဲ့ကွဲပြီးတော့အခုမကြီးစီဖျားပြန်ရောက်နေတာပေါ့ ဒါနဲ့ပဲမကြီးစီကဖျားမှမရှိတော့ဘူးဆို ဖျားမှမရှိတာလေကျော်တင်လိုက်ပြီးနှောက်ဆက်မှာဆိုလို့နေမှာပေါ့ကွာ ဩတော့ကလည်းအောက်ကထာလုံနေပြီဘာမှကိုမသိဘူးတော့ကိုကြုံပြောပြရအောင်မယ်ဒီမှာဟိုမကြီးစီကလေတခြားယောက်ျားနောက်လိုက်သွားတာတဲ့ အာမင်းတို့ဘယ်သူကပြောတာတော့ ဩမိုးဝါတို့ကပြောတာလေရှင်ကလည်းဘာမှကိုမသိဘူးသိလားဒီမှာနောက်တက်မဲ့ဥက္ကထာကိုလေရှင်ကိုမယူပဲသူတို့ကိုရွေးခိုင်းရမှာ အဲ့ဒါသတင်းမဟုတ်ဘူးကွာအတင်းအဲ့ဒီနေငါလိုက်ပြီးနားထောင်နေရမှာ တော့ကလည်းတော့ကျုပ်ကတော်သိအောင်ပြောပြနေတာပါဒီမှာရွာထဲမှာအခုပြောနေကြတာကလေဆရာလေးကမက်ကြီးစီကိုခိုးပြေးသွားတာတဲ့ အာခက်နေပါပြီကွာမကြီးစီကဆရာလေးကိုဘာဖြစ်လို့ခိုးရလိုက်ရမှာတော့ အဲ့ဒါဆိုရင်ဘာလဲလောက်တာလဲဒီမှာရှင်နဲ့ဆရာလေးเนี่ยဒီလောက်ပေါင်းနေရနော်ဒီအကြောင်းကိုရှင်သိကိုသိရမယ်ကျုပ်ကိုပြောပြ ဒီမှာငါပြောပြမယ်ဆရာလေးကအဲ့ဒီအကြောင်းတွေကိုဘယ်သူမှမပြောပါနဲ့ဆိုလို့ငါမပြောတာဟဲ့ အမေဒီမှာအဲ့လိုမကောင်းတဲ့သတင်းကြတော့တော်ကကျုပ်ကိုပြောမပြချင်ဘူးပေါ့လေမရဘူးနော်ပြောကိုပြောရမယ် ဒီမှာမင်းတရားငါပြောပြမယ်နော်ဆရာလေးကမကြီးစီကိုခိုးသွားတာမဟုတ်ဘူးမကြီးစီကိုဆရာလေးကအလုတ်ပေးဖို့ဆိုပြီးတော့ပကံမှာရှိတဲ့သူကြီးစားဟိုတယ်ကိုခေါ်သွားတာအဲ့ဒါလေကြော်တင်လိုက်ပြီးနောက်ဆက်မှာဆိုလို့ရှင်းမလားငါတို့သိတဲ့အကြောင်းအရာကိုပြောပြပြပါပြီဆိုတော့ငါတို့ဘာကြည့်မှလဲပြော ဟဲ့အောင်မင်းတို့ကြွေးမွေးတာပြဿနာမရှိဘူးမင်းတို့ပြောတဲ့တဲ့ဟာဟုတ်ကောဟုတ်ရလားကွာဟုတ်မှလည်းလုံတော့ဟဲ့အောင် မင်းတို့ငါတို့မယုံတာလားငါတို့ရွာဥက္ကဋ္ဌရဲ့မိန်းမခေါ်လာပြီးမင်းတို့ရှိမှမေးပြတာပြော ဟေ့ရောင်နေအဲ့လိုတော့ရှောင်းမလုံးနဲ့လေကွာအဲ့လူကဥက္ကဋ္ဌအိမ်မှာပဲတဲတာမလား ဟုတ်တယ်ဥက္ကဋ္ဌအိမ်မှာပဲတဲတယ် အဲ့ဒါဆိုရင်တော့ကြောတယ်မင်းဘယ်လိုသဘောရလဲသူတို့ပြောတာမှန်တော့တယ်နော် ဒါဆိုရင်တော့မကြီးစီကအဲ့လူနဲ့ပါသွားတာတေချာတဲ့လောက်ရှိနေပြီကွာဟေ့ရောင်ဖလက်ဟိုအဲ့လူနာမည်ဘာတူလဲသိလား သူ့နာမည်ကဟိုပါပကြည့်မင်းပဲပြောလိုက်ကွာ ဟေးဟာငါလည်းပါဇက်ပြားလေးတွေမင်းနေတယ်ကွာဟာငါတို့နာမည်အာမသိအောင်ကွာမင်းလည်းပြောလိုက်တော့နင်ကနေ ဟိုငါလည်းမင်းနေလို့ကွာဟိုသူ့နာမည်ကဟို3လုံးလား4လုံးလားမသိဘူးဖြစ်နေ ငါလုံးအာ ဟေ့ရောင်နေမင်းတို့တွေလေအစာဆုံးပြောပြလာခဲ့ပြီးမှလေနာမည်လေးကြမှာမေးပြမနေနဲ့ဟေ့ရောင်ငါအဲ့လူနာမည်သိချင်တယ်ကွာ ငါတကယ်မင်းတယ်လို့ပါကွာ ငါသိပြီမင်းတို့ဘာကြောင့်မေ့တယ်ဆိုတာငါသိတယ်ကြော်တယ်မင်းကပတ်စံ9000လောက်ပါလား ပါတယ်လေဘာလို့လို့လဲ ပေးစမ်းပါ9000ပေးစမ်းပါ နင်းရလေ ဒီပတ်စံ9000ကိုမြင်ရင်မင်းတို့မှတ်မိလောက်ပါတယ်နော် နာမည်လေးကမျက်စိတွေကိုရင်းရင်းလေးပေါ်လာတယ်လို့ ငါသိပြီသူ့နာမည်က9000အားရဟုတ်ဝေလင်းပါပေးဝေလင်းပါ မြင်တယ်နော်မှတ်မိတာမြင်တယ်နော် ဟေ့ဝေလေးမှာ ဟုတ်တယ်ဝေလင်းပါ တွေးကြသေးတာပေါ့ကွာ မနေမကြီးစီကိုခေါ်ရဲဆို အော်ဟုတ်တယ်မကြီးစီရဲ့လာဒီမှာထိုင်လာပါမကြီးစီရဲ့မကြီးစီဒီညပွဲအတွက်အဆင်သင့်ဖြစ်ပြီလား ဟိုမကြီးစီနည်းနည်းတော့ကြောက်နေမိရဲ့မကြီးစီကအခုလိုမျိုးလူရှိသူရှိမှတခါမှပွဲမထုတ်ဘူးတော့လေ ဘာမှတွေးပြီးတော့ကြောက်မနေပါနဲ့မကြီးစီရဲ့ဒီလိုပဲအစာပိုင်းမှာတော့စိတ်လှုပ်ရှားတတ်ကြတာကြီးပဲနောက်ပိုင်း